ဒီလိုမျိုးမှမတွေ့ရင်ဘယ်အသင်းရဲ့ management ကိုမှကောင်းတယ်လို့ထင်ကြမှာမဟုတ်တော့ဘူးအခုတလောလူပြောများနေတဲ့ management ကောင်းလို့အသင်းသတင်းကအကောင်းဆုံးဖြစ်လာတာပါဒါကတပိုင်းတစမှန်ပါတယ်ဒါပေမဲ့အထာကြဝေဖန်တတ်ဖို့ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်ပါနော်ဆိုရင်ဆက်ပြောကြမယ် management ဆိုတာကအသင်းသတင်းလဲပတ်ဖို့အတွက်လိုအပ်တယ်ဒီလိုပြောလို့ရှိရင်အသင်းသေးတွေက Vinny ကိုရည်ချင်းရည်လိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ Paladins ကဒီ cross ပြောသွားတာကိုပဲကြည့်လိုက်ပါဆိုတာကြည့်ပြောကိုမရှိတဲ့ဒုက္ခကိုမရှိတဲ့ဒုက္ခတိုက်ရုံတိတ်လိုက်ကိုမရှိတာလုံးဝမကောင်းဘူးနော်ဘာလို့လဲဆိုတော့ကျွန်တော်ဘွက်ကတော့ကိုယ့်အကိုထောင်ရတာကျွန်တော် Discord join နေဆိုကျွန်တော်ဥမာကျွန်တော်ဒီ MS season 1တော့ကျွန်တော် first လုပ်ချင်တယ်ဘာညာဆိုကျွန်တော်ကနေပြီးတော့ Discord ကိုကျွန်တော်ဖုန်းလမ်းယူပြီးတော့ pass ကိုဖုန်းကလည်းဒီပေါ်မှာထားဖို့မရှိဘူးကျွန်တော်ဒီအောင်ထွက်တာဒီကနေထွက်ပြီးတော့ game ကနေထွက်ပြီးတော့ pass ဆိုပြီးတော့အဲ့လိုလမ်းပေါ်ရတာအဆင်ပြေဘူးဗျဒီတော့ရေရှည်မှာအသင်းသေးတွေကနေပြီးတော့အသင်းကြီးကိုကူးပြောင်းလာပြီဆိုလို့ရှိရင် management စီမံခန့်ခွဲမှုကောင်းကောင်းလေးကလိုအပ်လာပြီ management စီမံခန့်ခွဲခြင်းအမှုပညာဆိုတာတကယ်ကိုတိမ်မွေ့ပါတယ်စီကံသတ်မှတ်တာတွေစီကံကိုလိုက်နာသလားစစ်ဆေးတာတွေဒါတွေပဲလားဆိုတော့မဟုတ်ပါဘူးနော်အများကြီးချက်ပြောလို့ရှိရင်စီးပွားရေးဘာသာရက်အကြောင်းဘက်ကိုရောက်သွားမှာမလို့တော်တော်များများရောနေကြတဲ့ဒီအချက်လေးကိုပဲပြောပြလိုက်ပါတော့မယ် management ကောင်းလို့အသင်းသတင်းကကောင်းလာတယ်ဆိုတာဒီနေရာမှာ leadership ကောင်းလို့အကောင်းဆုံးဖြစ်လာတာလို့ပြောချင်တာပိုဖြစ်နိုင်ပါတယ်ဒါကို management လို့ခြုံငုံပြီးပြောလိုက်တာလူတွေကိုဇဝေဇဝါဖြစ်သွားစေပါတယ် management ဆိုတာကအကျဉ်းအဖြစ်ပြောလို့ရတာကဒီအသင်းမှာပါဝင်ပတ်သက်နေတဲ့သူတွေ player အစတန်ရှင်းရေးအဆုံးကိုစီမံရတဲ့အပိုင်းပါမယ် brand image ပုံရိပ်တည်ဆောက်ရတဲ့အပိုင်းပါမယ် management မှာဝင်ငွေရှာတဲ့အပိုင်းလည်းပါမယ် sponsor ရှာရမယ်ဂျာစီတွေရောင်းမယ်ပေါ့ operation ဘိုင်းမှာကျတော့ player တွေရဲ့နေ့စဉ် training တို့အစားအသောက်သူတို့ရဲ့အနေအထိုင်အသွားလာ online ပွဲတွေဆိုလို့ရှိရင်လည်းကင်မရာထောင်ပေးတာအစပွဲစီစဉ်သူအကြောင်းကြားတာ offline ပွဲဆိုလို့ရှိရင်လည်းပွဲရောက်ဖို့အတွက်ပို့ပေးရတာစီစဉ်ပေးရတာအစစရရပေါ့ပြီးတော့ e-sport အသင်းတွေအတွက်အခရာအကျဆုံးဖြစ်တဲ့ recruitmentလူရွေးချယ်ရနဲ့အသင်းရဲ့ performance စွမ်းဆောင်ရည်အပိုင်းတွေပါဝင်မယ်ပေါ့အသင်းရဲ့ performance ကောင်းတယ်မကောင်းဘူးဆိုတာကတော့ player coach တွေအပြင်ကို leadership ကောင်းမွန်မှုကြောင့်လို့ပဲဆိုရမှာပါဥပမာကောင်းလေးတစ်ခုရှာတွေ့ထားတဲ့အတွက်ကြောင့်မလို့ပြောပြချင်ပါတယ်သူကတော့ကျောင်းဆရာမဘဝကနေပြီးတော့ e-sport fan ကနေမှcountry manager အဆင့်ထိရောက်လာတဲ့ Lexi Yambao ပါအရင် blacklist အသင်းက Oh My Venus နဲ့ရုပ်ချင်းတူတယ်လို့လည်းသိထားကြပါတယ်2013ကနေ2018ထိကိုတော့ Lexi ကအခြေခံမူလာတန်းကျောင်းဆရာမတစ်ယောက်ဖြစ်ခဲ့ပါတယ်2019မှာတော့သူက e-sport fan တစ်ယောက်ဖြစ်လာခဲ့ပါတယ်သူကပြောတယ်ကျမအလုပ်ကနေအနားယူတဲ့အချိန်မှာ MLBB ကိုတွေ့ခဲ့တယ်ဒါပေမဲ့မကစားတတ်တော့ YouTube streamer တွေကိုပဲကြည့်နေခဲ့တယ်ပေါ့နော် brand ကိုကြည့်လွန်းနေနေကို moderator လုပ်ဖြစ်ခဲ့တဲ့အထိပါပဲတဲ့brand ဘက်ကနေသူ့ကို brand page moderator လုပ်ဖို့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ moderator အလုပ်အပေါ်ကိုစိတ်အားမြုပ်နှံမှုတွေအကြောင်းမလို့ Lexi ကိုနောက်ပိုင်းမှာတော့စီမံခန့်ခွဲရေးအပိုင်းထိပါလက်ထောက်ရာထူးအနေနဲ့ပေးခဲ့ပါတယ်။ပြီးတော့မှ2021နှစ်ကုန်မှာတော့ RSG Philippines ကိုရောက်ခဲ့တာဖြစ်ပါတယ်။လအနေငယ်အကြမှာတော့ RSG က MPL PH Season 9မှာချက်ချင်းပဲ championဖြစ်ခဲ့ပါတယ်။မေလ2024အထိ e-sport manager အနေနဲ့ RSG မှာလုပ်ခဲ့ပြီးတော့အဲ့နောက်ပိုင်းမှာတော့ RSG ရဲ့ regional head of e-sport ဖြစ်ခဲ့ပါတယ်။အဲ့ဒါဘာလို့ဆိုလိုရလဲဆိုတော့ RSG Philippines, RSG Singapore, RSG Malaysia သုံးနိုင်ငံလုံးရဲ့ RSG အသင်းတွေကိုဦးဆောင်ခဲ့တာဖြစ်ပါတယ်။ RSG PH မှာအောင်မြင်မှုဒဏ်တွေရောရှုံးနိမ့်ဒဏ်တွေရောအကုန်ခံခဲ့ကြရတယ်။ RSG Philippines MPL PH ကနေထွက်ခွာသွားတဲ့အချိန်ထိပေါ့။အဲ့ဒီ RSG PH ရဲ့ slot နေရာကိုဝယ်ယူလိုက်တာကတော့ Twisted Mind ပါ။ Lexi ကအခုချိန်မှာတော့ Twisted Mind ရဲ့ country manager ဖြစ်နေပါပြီ။ Vinny ပြောချင်တာကတော့ management ကောင်းတာမှန်တယ် Lexi အနေနဲ့ manager အဝတ်ကိုရခဲ့တာဘာကြောင့်လဲ player ကောင်းတွေထွက်သွားတဲ့အချိန်မှာအသင်းကကြာရှုံးနေတဲ့အချိန်မှာတော့မှ RSG က player တွေကို motivation ပေးခဲ့တဲ့သူဖြစ်အတူရှိနေခဲ့တယ်အောင်မြင်ချိန်မှာလည်းတူတူဝမ်းသာခုန်ပေါက်ခဲ့တယ် RSG က MSC နောက်ပိုင်းနှစ်တွေမှာအကောင်းဆုံးအသင်းမဖြစ်ခဲ့ပေမဲ့လည်းအကောင်းဆုံး leader တွေကိုပိုင်ဆိုင်ထားတဲ့ management တင်ရှိခဲ့တယ်လို့ပဲသုံးသပ်ချင်ပါတယ် management ကောင်းတယ်ဆိုတာကယက်တည်နိုင်ဖို့အတွက်brand image ပုံရိပ်တည်ဆောက်ရတဲ့အပိုင်းတွေဝင်ငွေရှာတဲ့အပိုင်းတွေမှာနိုင်နေတာလည်းပါဝင်တယ်လို့မျိုး leadership ကောင်းတယ်ဆိုတာက player တွေကို motivation ပေးနိုင်တဲ့အပြင်ကိုညွှန်ပြပေးနိုင်လို့ player တွေအပေါ်ကောင်းမြင်စိတ်နဲ့လွှမ်းမိုးနိုင်တာကြောင့်လို့ထင်ပါတယ်။နောက်ွယ်ကနေပံ့ပိုးပေးနိုင်တဲ့ management ကောင်းတဲ့ leadership ကောင်း skill ကောင်းတဲ့ကိုကျင့်စရိုက်ကောင်းတဲ့ပြီးတော့နိုင်လို့စိတ်ပြင်းပြတဲ့ player တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့အကောင်းဆုံးအသင်းသတင်းဆိုတာဖြစ်လာတယ်လို့ Vinny ထင်ပါတယ်။ယူရိုရောအကောင်းဆုံးဆိုတာကိုဘယ်ပေါ်မှာမူတည်ပြီးတော့သတ်မှတ်လိုက်တာလဲသိချင်ပါတယ် comment မှာဖြေခဲ့ပေးကြပါဦး။ Okay, Vinny ba.